ဖြစ်တဲ့လူကြီးရှိတော့ပါပဲလေ ဟုတ်တယ်လူတွေရှိတယ်ခုနကကျွန်တော်လူရှိရတယ်လူတွေတွေ့ရတယ်လေအဲမှာဟိုတေးနေတာခုနမိသားစု3ယောက်တဲ့တွေ့လားမိသားစု3ယောက်တေးနေတွေ့လားဓာတ်ပုံတွေမြင်ရလားဓာတ်ပုံ sorry ဓာတ်ပုံတွေမြင်လားမသိဘူးဒါပေမဲ့မြင်လိုက်တယ်မလား ငင်းလိုက်တယ်လေခေါင်းလေးပြီး ခေါင်းပြီးနေဒါတော့ကျွန်တော်တို့စကိုင်းပေါ့ဗျာအကူကြီးအများကြီးလိုအပ်နေပါတယ်တစ်မျိုးလုံးရရအောင်မရှိဘူးပညံ့ညက်ကိုကြည်သွားတာခိုင်းတစ်မျိုးလုံးဘာမှရစရာမရှိတော့ကုန်လာပဲစကိုင်းကြီးအားလုံးပညံ့ညက်ကိုကြည်သွားတာစကိုင်းတစ်ခုလုံး